ကလေးတို့ဒီတစ်ခါမှာတော့ယောသလေးရဲ့ဆက်လက်ပိုင်းနာကိုany baby ကဆက်ပြောပြပေးသွားမယ်နော်ကလေးတို့ရေယောသကအခုဆိုရင်အင်ဂျင်နိုင်ငံမှာအရေးကြီးတဲ့လူတစ်ယောက်ဖြစ်နေပြီနော်ဘယင်ကသူ့ကိုယုံကြည်ပြီးတော့မှနိုင်ငံတနိုင်ငံလုံးရဲ့အစားအစာတွေကိုစီမံခန့်ခွဲခိုင်းထားတယ်ယောသကပြောခဲ့တယ်လို့ပဲခုနှစ်ကြာကောင်းတဲ့အချိန်မှာအစားအစာတွေအများကြီးရှိခဲ့တယ်။ယောသလေးကအစားအစာတွေကိုစုဆောင်းထားခဲ့တယ်တဲ့။ဒါပေမဲ့နောက်ခုနှစ်မှာတော့အစာရှားပါမှုဖြစ်လာတယ်တဲ့။မိုးလည်းမရွာဘူး။အသီးအနှံတွေလည်းမထွက်ဘူး။လူတွေကအစားစားစရာအစာမရှိတော့ဘူးတဲ့။ခလေးတို့နိုင်ငံအများကြီးမှာလူတွေအစားအစာမရှိပဲဒုက္ခရောက်နေကြတယ်တဲ့။ဒါပေမဲ့အီဂျစ်နိုင်ငံမှာတော့အစားအစာအများကြီးရှိနေတယ်တဲ့ကွ။ဒါကြောင့်လေဟုတ်တယ်နော်ယောသလေးကကြိုတင်စုဆောင်းထားခဲ့လို့ပါ။ဒီနေ့မှာတော့ဝင်းစုံကနိုင်ငံကလူတစုအစားအစာဝယ်ဖို့အီဂျစ်ကိုရောက်လာကြတယ်။သူတို့ကဘယ်သူတွေလဲခလေးတို့သိကြလား။ဟုတ်ပါတယ်ယောသလေးရဲ့အကူတွေပါပဲကွ။သူတို့ကယောသကိုမသိကြဘူးတဲ့။ဒါပေမဲ့ယောသကသူ့ရဲ့အကိုတွေကိုချစ်ချင်းသိလိုက်တယ်တဲ့။ခလေးတို့ဒီအချိန်မှာယောသလေးဘာလုပ်တင်လဲ။စိတ်ဆိုးပြီးလက်စားချင်မလား။ဒါမှမဟုတ်ရင်ခွင့်လို့မလား။ယောသကချက်ချင်းမပြောဘဲသူတို့ကိုစမ်းသပ်ချင်တယ်တဲ့။ယောသကပြောတယ်မင်းတို့မှာနောက်ထပ်ညီတစ်ယောက်ရှိတယ်မလားဆိုပြီးတော့မှမေးတယ်တဲ့အဲ့ခါမှာသူတို့ကပြန်ပြောတယ်ဟုတ်ပါတယ်အိမ်မှာနေငယ်တယောက်ရှိပါတယ်လို့ပြန်ပြောတယ်တဲ့ယောသကသူ့ရဲ့ညီငယ်ကိုမြင်ချင်လို့သူတို့ကိုပြန်သွားခိုင်းပြီးညီငယ်လေးကိုခေါ်လာခိုင်းတယ်တဲ့နောက်တစ်ခါပြန်လာတဲ့အခါသူတို့ကယောသရဲ့ညီငယ်ဗင်ယာမင်ကိုခေါ်လာတယ်တဲ့ယောသကမြင်လိုက်တဲ့အချိန်မှာအရေးဝမ်းသာသွားတယ်ဒါပေမဲ့သူ့ကိုမသိသေးဘူးတဲ့နောက်ဆုံးတော့တဲ့ယောသလေးကလုံးဝမထိန်ထားနိုင်ဘူးတဲ့သူကအော်ပြီးတော့မှပြောလိုက်တယ်တဲ့ငါကယောသပါဆိုပြီးတော့မှအော်ပြောလိုက်တဲ့အခါမှာသူ့ရဲ့အကိုတွေကအော်တော့ပြီးတော့မှကြောက်ရင်ကြောက်သွားတယ်တဲ့အခုတော့ငါတို့ပြစ်ဒဏ်ခံရတော့လေဆိုပြီးတော့မှသူတို့ကထင်နေကြတာပေါ့ဒါပေမဲ့ယောသလေးကပြောတယ်မကြောက်ပါနဲ့ငါမင်းတို့ကိုခွင့်လွှတ်ပါတယ်တဲ့ခလေးတို့ယောသလေးကမနာလိုစိတ်လည်းမရှိဘူးလက်စားချေစိတ်လည်းမရှိဘူးနော်သူကဘာလုပ်လိုက်လဲခွင့်လွှတ်လိုက်တယ်တဲ့ယောသကပြောတယ်ခလားသခင်ကမကောင်းတာတွေကိုတောင်မှကောင်းတာဖြစ်အောင်ပြောင်းလဲနိုင်တယ်ဆိုပြီးတော့မှပြန်ပြောလိုက်တယ်တဲ့နောက်ဆုံးမှာတော့ယောသကသူ့ရဲ့အဖေသူ့ဖေကဘာတူလဲယာကုပ်နော်ယောသကသူ့ဖေယာကုပ်လေးကိုအီဂျစ်ကိုခေါ်လာပြီးတော့မှမိသားစုတစ်စုလုံးပြန်ပြီးအတူတူနေထိုင်နေကြတယ်တဲ့ကဲကလေးတို့ရေအပိုင်း9ကတော့ဒီမှာပြီးပါပြီနော်အပိုင်း6ကလေးကိုလည်းစောင့်မျှော်ပေးပါအောင်နော်